တာတဲ့မိဘဖြူဟာသမီးလေးအနိုင်ကျင့်ခံရတာကိုသိလိုက်ရတယ်။သူမဟာသူတို့ကိုသင်ခန်းစာပေးဖို့အတွင်းရင်မှုကိုချက်ချင်းပဲအမိန့်ပေးလိုက်တယ်။အဲ့ဒီအချိန်မှာပဲသမီးလေးကအတွင်းရင်မှုကိုခဏဆောင်ဖို့တားမြစ်လိုက်ပြီးသူမကိုယ်တိုင်ပဲတွားရှင်းမဲ့အကြောင်းမိခင်ဖြစ်သူကိုပြောပြခဲ့တယ်။မိခင်ဖြစ်သူကလည်းသမီးလေးဟာသူမနဲ့တပုံစံတည်းပဲဆိုပြီးကြီးကျူးလိုက်ပြီးမေမေကသမီးရဲ့နောက်ခံတုံကြီးဖြစ်ပေးမယ်။နောက်ရအနိုင်ငယ်အတွင်းမှာသမီးဟာမေမေရဲ့သမီးအရင်အမှန်ဖြစ်ကြောင်းလူတိုင်းကိုကြေညာဖို့အတွက်ဂုံပြူညစာစားပွဲတစ်ခုကျင်းပပေးမယ်လို့ပြောလိုက်တယ်။ကောက်ချစ်တဲ့မင်းကလေးနဲ့သူမရဲ့မိသားစုဟာအဲ့ဒီပွဲအကြောင်းကြားတဲ့အခါပွဲကြရင်အပြုမူကောင်းအောင်နေပြီးအကျိုးအမြတ်တချို့ရအောင်ယူမယ်လို့ကြံစီကြတယ်။ဂုံပြူပွဲကျင်းပတဲ့နေ့မှာသမီးလေးကသူမဟာအခုဆိုရင်ချမ်းသာတဲ့သူဖြစ်သွားပြီလို့တွေးနေမိတယ်။သူမကဈေးတဲ့ကိုအာလူကတ်ဆေးချောင်း၃ချောင်းပေးပါအဆက်လော့ပေးပါနော်လို့ပြောလိုက်တယ်။ဒါပေမဲ့ဆိုင်ရှင်ကအမိုင်းရင်ဖြစ်ပြီးအဆက်တွေအများကြီးထက်လိုက်မိတယ်။သမီးလေးအလင်းလွန်နေတာကိုမြင်တော့ဈေးတဲ့ကကျွန်တော်စိတ်လှုပ်ရှားသွားလို့ပါလို့ပြောတယ်။အဲ့ဒါနဲ့သမီးလေးကတပင်းချရင်လက်ကြီးလိုက်ပြီးအတွင်းရင်မှုနဲ့တက်တော်ဆောင်အများအပြားကိုကြီးစံရှင်တို့ကသူ့ကိုလန့်သွားအောင်လုပ်လိုက်တာလို့ပြောလိုက်တယ်။အတွင်းရင်မှုကလည်းချက်ချင်းပဲအလင်းမြန်ရှင်းပြရှာတယ်။သမီးလေးကသူ့ကိုဂရုမစိုက်တော့ပဲသူမဟာဒါကိုစားရတာကြိုင်ယုံတက်တက်ပဲဖြစ်ကြောင်းနဲ့ဘယ်သူမှနောက်ကနေလိုက်မလာကြဘူးတားမြစ်လိုက်တယ်။သူမကသမီးကိုကံပညာလည်းနည်းနည်းတက်တယ်လို့တောင်ပြောလိုက်သေးတယ်။ဒါကိုမြင်တော့အတွင်းရင်မှုကတက်တော်ဆောင်တွေကိုချက်ချင်းပဲဆုတ်ခွာသွားဖို့မိတ်ပေးလိုက်တယ်။လူတိုင်းအဝေးကိုရောက်သွားတဲ့အခါမှာတော့သမီးလေးကအာလူကတ်ဆေးချောင်းတွေကိုစားရင်လမ်းလျှောက်လာခဲ့တယ်။ဒါပေမဲ့အဲ့ဒီချိန်မှာပဲကောက်ချစ်တဲ့မင်းကလေးနဲ့သူမရဲ့မိသားစုကိုလမ်းမြင်လိုက်ရတယ်။ကောက်ချစ်တဲ့မင်းကလေးဟာပြင်ဆင်ချက်ဖို့လှုပ်ရှုပ်နေရင်လူတစ်ယောက်ကိုဝင်တိုက်မိသွားတယ်။သူမကပတ်စံတောင်းပြီးအဲ့ဒီလူကိုမိုက်ကောက်သမားဆိုပြီးနှိမ့်ချဆူကားလိုက်တယ်။အဲ့ဒီကောင်လေးကမကြေမနက်နဲ့ဘာဖြစ်လို့လဲလို့မေးတဲ့အခါမှာတော့ရုံးမာတဲ့မိမကြီးကနင်းပတ်စံမလို့နိုင်ငါ့ကိုတောင်းပန်ရမယ်လို့ပြောလိုက်တယ်။အဲ့ဒီအချိန်မှာပဲသမီးလေးကရှေ့ကိုတက်လာပြီးအဲ့ဒီကောင်လေးဘက်ကနေကာကွယ်ပြောဆိုပေးခဲ့တယ်။ကောက်ချစ်တဲ့မင်းကလေးကနင်ကဘာလို့ဒီကူရောက်နေတာလဲအိမ်ကနေနေတော့ခံရပြီးအခုတော့အမိုက်ကောက်သမားတွေနဲ့ပေါင်းနေတာလားသူတို့ရဲ့ရိုးဆိုးလာတဲ့မျက်နှာတွေကိုကြီးစားမအောင်လို့ပြောလိုက်တယ်။သမီးလေးကစကားအများကြီးဆက်မပြောချင်တော့ဘူးသူမဟာအိတ်ထဲကနေပတ်စံတိုက်ကြီးကိုချစ်ချင်းထုတ်ယူလိုက်တာကြောင့်သူတို့နှစ်ယောက်စလုံးစွန့်အားမင်းတက်သွားကြတယ်။အဲ့ဒီနှစ်ယောက်ကပတ်စံကိုယူပြီးထွက်ခွာ